အားလုံးပဲမင်္ဂလာပါအခုပူပွင့်နိုင်ဒီကဏ္ဍမှာပန်းအပွင့်ပေါ့နော်ပထမကျတော့သူကကဏ္ဍမှာပန်းပဲသူလည်းကဏ္ဍမှာပဲဒါလည်းကဏ္ဍမှာပဲသူကကျတော့အပွင့်ပုံစံမျိုးဖော်ထားတဲ့ကဏ္ဍမှာပန်းပေါ့နော်အဲ့အတွက်ဒီပန်းအောင်ကျိုးပေါ့နော်အပြင်များနေပတ်တဲ့ကျိုးကကြတော့ဝက်ဆံမှာပါပြားနေပတ်တဲ့ကျိုးကကြ26လက်မနော်ဒီအနက်ကအတွင်းအနက်ရောင်ဒီအတွင်းထဲမှာထည့်တဲ့ကျိုးကကြတော့16လက်မကုန်မယ်နော်ဒါကိုရှယ်တော့အခုဟိုစားတိုင်းမယ်9လက်မတိုင်းမယ်နော်9လက်မတိုင်းမယ်9လက်မတိုင်းပြီးညာဘက်ကိုချိုးချမယ်အလားဘက်ကျိုးအလားဘက်ထားမလားဘက်ထားတော့မပြောတော့ဘူးနော်ဘာလို့လဲဆိုတော့ကိုကအလားဘက်ပဲကိုပဲထိုးရမှာဆိုတော့မလားဘက်ကိုဒီအောက်ဘက်မှာပဲထားမယ်နော်ကျိုးတို့ကအမြဲတမ်းညာဘက်မှာပဲရှိမယ်ငါးစိတ်စာခွင်းတုပ်မယ်နော်ငါးစိတ်စာခွင်းတုပ်မယ်ရမ်းကြိမ်လည်းမတုပ်ပါနဲ့နော်ပစင်းကောင်းတစ်ကောင်းဝင်စားလောက်ပဲတုပ်ပါအဲပြီးတော့နော်အဲ့ဒါကိုတုပ်မယ်နောက်ပြီးမလားဘက်ကိုလမ်းအချီကျိုးတုပ်မယ်နောက်ကြရင်နှစ်စိတ်စာလောက်ထပ်တုပ်လိုက်ပါဦးနိုင်တို့ဒီအပွင့်နေပါတွေဖော်ပြီးဆိုအများတန်းနှစ်ဆင့်တုပ်တယ်နော်ဘာလို့လဲဆိုတော့ပန်းအောက်မှာမြုပ်နေမှာဆိုလို့ပန်းကြားထဲမှာခေါင်းကမြုပ်နေမှာဆိုလို့နော်အပြင်ဒီကြံတဲ့ကြိုးဝတ်ဆန်လိုက်မယ်နော်ဝတ်ဆန်လိုက်မယ်ဝတ်ဆန်ကိုကြစ်ချင်ဒီဘက်ကြိုးကိုဆွဲပေးပါနော်နော်လို့ရပါပြီဒီဘက်ကြိုးလေးကိုဆွဲပေးထားပါနော်ဆွဲပြီးတော့ဒီအနောက်ဘက်မလားဘက်ကနေပြီးတော့ဘေးကိုထိုးမယ်ဘေးကိုလွေးထိုးမယ်နော်လွေးလမ်းထိုးမယ်ထိုးပြီးရင်ဒီလက်ဝတ်ဆန်တွေကိုထည့်မယ်နှစ်ပတ်လောက်ပတ်လိုက်ပါနော်နှစ်ပတ်လောက်ပတ်ပြီးပါနော်နှစ်ပတ်လောက်ပတ်ပြီးပါနော်အပတ်ပြီးပြီဆိုတာနဲ့နောက်တကြိုးထည့်မယ်နောက်ကြိုးထည့်မယ်ဆိုတော့အနားလေးကိုမိတက်လိုက်ပါလေးတက်ပြီးဆိုရင်ဒီဘွားအလှပဲနော်အလှပဲကိုဒီလိုလေးကင်မယ်ကင်ပြီးတော့ဒီခောက်အရောင်ကအတွင်းထဲရထည့်မယ်နော်အတွင်းထဲရလိုလေးထည့်မယ်လိုလေးဖိထားပေးပါဖိပြီးတော့အချီကျိုးကဒီအနက်ရောင်ကျိုးပေါ်ကိုပတ်မယ်ဒီလိုလေးဖြစ်မယ်နော်နှစ်ပတ်လောက်ပတ်ပြီးလိုက်ပါနော်ပတ်ပြီးတလမတိုင်းမယ်ခေါင်းလေးကိုထောင်လေးနဲ့တိုင်းပေးပါနော်ဒီလိုလေးတိုင်းပေးပါတလမနော်မတလမရပြီလမတိုင်းပြီးလမဝတ်နော်လမဝတ်တိုင်းမယ်လမဝတ်တိုင်းပြီးထက်ချိုးမယ်ကောင်းရမယ်ထူထူဖင်ရနဲ့ပဲထူထူရပါတယ်နော်ဒါပေမဲ့အပေါက်ကိုတော့တက်အောင်ထိုးပေးပါဟိုဒီစီကခေါင်းနဲ့ထိုးရတာပဲအာတန်နော်တလမထပ်တိုင်းမယ်နောက်ပြန်နောက်တလမထပ်တိုင်းမယ်ဒီကပွင့်ဖက်တစ်ခုဖြစ်မယ်နော်အဲကြောင့်မနောက်ပွင့်ဖက်တစ်ခုဆိုရင်ဒီအကြီးကနေပဲပြန်စားမယ်နော်တလမလမပြီးရင်လမဝတ်တိုင်းမယ်အပြန်ရင်တလမဒီကတော့မန်းချာနော်
ချာတော့လုံးနေကြဆိုတော့လက်မအတိုင်းကိုတီးပြီးသားဆိုတော့လေရန်သူရန်လက်မကိုတိုင်းတော့sorry ပုံဖတ်ကိုကြည့်မယ်ဒီရတယ်ဆိုဒီ3ခုပုံဖတ်တစ်ခု2ခု3ခုရှိသွားရင်เนาะ5ခုစုံပြေးဖို့အတွက်2ခုလိုသေးတယ်5ပွင့်စားရပြီတပွင့်2ပွင့်3ပွင့်4ပွင့်5ပွင့်စားရပြီเนาะအနက်အောင်ကြိုးကတိုးသွားဆိုပြန်မထားလိုက်ပြီနောက်ပြကြရင်အနောက်မလားဘက်ကိုလမ်းပြီးတော့ဒီပွင့်ဖက်နဲ့ဒီကျိုးနဲ့ချားတဲ့ကိုအထိုးမယ်နော်ပွင့်ဖက်နဲ့ကျိုးနဲ့ချားကိုအထိုးမယ်